ငလင်းစလောက်တာကတော့28ရက်နေ့12နာရီ53မိနစ်လောက်ပါပေါ့နော်ခံမှအဲ့မှာလှုပ်သွားတာလှုပ်တဲ့အချိန်မှာလှုပ်လို့ချင်းပြင်းအားတအားပြင်းတော့ဒီဆောင်ကဘာမှကိုလှုပ်ရှားချိန်မရလိုက်ဘူးဒီတိုင်းဝုန်းကလေးပြိုကျသွားတာဒီရှိုးရူးအလုံးလိုပဲအခြားအခန်းတွေကလည်းဒီ368ခန်းရှိတဲ့ထဲမှာအားလုံးနီးနီးရတော့အခန်းတိုင်းလိုတော့အပျက်စီးတော်တော်များပါတယ်အဲ့လိုများသွားတဲ့အနေအထားမှာဒီခစ်တဲ့အလုံးအနေနဲ့ရှိုးရူးအနေနဲ့ကကျွန်တော်တို့ကလူ2ယောက်ဆုံးရှုံးတာပေါ့နော်အသက်ဆုံးရှုံးသွားတယ်အတွင်းထဲကအချုပ်ဆိုင်တစ်ဆိုင်ကအမျိုးသမီးတူကဒီအပေါ်ကဘင်းပေါ်ကအုတ်ချက်ပြုတ်ကြလို့တယောက်ဆုံးရှုံးတယ်အဲ့တော့ဆေးရုံကြမှာဆုံးတာပေါ့နော်ကျွန်တော်ဈေးအနေနဲ့ဆုံးရှုံးတာတော့အသက်ဆုံးရှုံးတာလူ3ယောက်ရှိပါတယ်ဒီဈေးဆိုင်ကန်းတွေရဲ့ပစ္စည်းတွေကိုတော့လောလောဆယ်မပြောင်းမရှောင်အောင်တော့အတက်နဲ့ကျွန်တော်တို့ကလုံခြုံရေးအပြည့်ချပြီးတော့စောင့်ရှောက်ပေးထားတယ်ဆိုင်ကန်းရှင်တွေကလည်းသူတို့ရဲ့ပစ္စည်းတွေကိုစိတ်မချလို့အိမ်ကိုတဲမယ်ဆိုတော့ကျွန်တော်တဲခွင့်ပြုပေးထားပါတယ်အဲ့ခုပြောလို့လုံခြုံရေးအပိုင်းကတော့ကျွန်တော်တို့နေရောညာရောတာဝန်ယူစောင့်ရှောက်ပေးထားတယ်အခုအနေထားကိုဆိုင်ကန်းရှင်ကတဲကျင်တယ်ဆိုတော့ကျွန်တော်တို့ခွင့်ပြုပေးထားတာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကမြေပြင်အနေနဲ့တော့ပျက်စီးတာကိုပဲကျွန်တော်တင်ပေးလိုက်တာဆိုခံမှန်းကတော့ကျွန်တော်မခံမှန်းတတ်သေးဘူးဗျတော်တော်လေးတော့များပါတယ်ဗျဟုတ်ကဲ့အဲ့လိုကတော့မရှိဘူးခင်ဗျအဲ့လိုကတော့မရှိဘူးအဲ့လိုယုံမားတန်တရားနဲ့မဝင်အောင်လဲဒီဆိုင်ကန်းရှင်ကဒီအခန်းကိုပစ္စည်းဝင်ထုတ်မယ်ချင်ဆိုကျွန်တော်စီကိုသတင်းပို့ခိုင်းတယ်ကျွန်တော်တို့ကမှအဓိကမိန်းတကားဘောက်ကိုလှပ်ပေးပြီးတော့သူတို့ပစ္စည်းတွေတဲခွင့်ပြုပါတယ်လောဆယ်တော့အထက်အကြီးကဲတွေရောအားလုံးအားသွန်ခွန်ဆိုင်လုပ်ပေးနေရတော့ရှိတယ်ဒီရေပေါ့လောဆယ်လိုအပ်နေတာရေပေါ့အဲ့ကရေကိုကျွန်တော်နေပြီးတော့စီပင်းနေတဲ့အခုလောဆယ်ဘောင်စာတွေနဲ့ကန်တွေကိုအတက်နိုင်ဆုံးပေါ့လိုက်ပြီးဖြည့်ပေးနေတယ်မနေ့ကစပြီးကျွန်တော်တို့ဖြည့်ပေးနေတာပေါ့ခလေးလည်းအခုမိုးလင်းတဲ့အချိန်အရင်အခုချိန်ထိဆက်ဖြည့်တယ်နောက်ရက်ဒီလည်းဒီလိုပဲပေးသွားမှာပဲမီးအနေနဲ့တော့လောဆယ်မရနိုင်သေးဘူးရေတော့ကျွန်တော်တို့ဖြည့်ရှင်းပေးထားတယ်လောဆယ်တော့ယာယီပိတ်ထားတာပေါ့နော်သူတို့ထပ်ပြီးတော့နောက်ဆက်တွဲငလင်ရလဲလှုပ်တာလေးတွေရှိနေတာဆိုထပ်ပြီးအန်ဒီရဖြစ်မှာဆိုလို့သူတို့တော့ပစ္စည်းတေတာမှလဲလို့ကျန်တဲ့အချိန်ပိုင်းတွေတော့ဝန်ခွင့်ပြုထားပါအောင်ဗျတခါမှမတွေ့ဘူးဗျလုံးဝကိုမတ်တက်ရက်လို့မရတဲ့အနေထားပဲဒီစက်ကံပိုင်းကျွန်တော်တို့ကအစည်းအဝေးပြီးလို့ပြန်ရောက်တဲ့အချိန်ချက်ချင်းဖြစ်သွားတာအဲ့မှာကိုမတ်တက်ရက်နေတော့မှရိုင်းထွက်သွားတာဆိုတော့ဒါကိုလဲငလင်လှုပ်တယ်လို့မသိဘူးပြီးတော့မှငလင်ဆိုပြီးတော့အဲ့မှာလွတ်ရကျွရပြေးရတဲ့အချိန်မှာဒီအဆောင်ကခုလိုချက်ချင်းပြိုကျသွားတာပေါ့ဘာမှကိုလှုပ်ရှားခြင်းမရလိုက်ဘူးရှောင်ခြင်းလဲတိတ်ခြင်းလဲမရလိုက်ဘူးပေါ့နော်ဟုတ်ကဲ့ခံမှန်းဒီကောင်ကြာမယ်ခင်ဗျခံမှန်းကြာမယ်ကျွန်တော်ဖောင်ဒေးရှင်းဘာညာမစားအကုန်လုံးပြန်ပြီးတော့အသစ်ဆောင်မယ်အနေထားဆိုတော့အချင်းတစ်ခုကတော့ပေးရမယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီကအခု RCD ယုံကြီးဆို368ခန်းရှိစာကြီးကိုဒါကြီးလဲကျွန်တော်တို့ကကြိုက်ခိုင်မှုအားနည်းသွားတဲ့အတွက်ပြင်ဆင်မှုကတော့အကြီးစားလောက်ရမှာပါခင်ဗျ